အားလုံးပဲမင်္ဂလာပါနော်ဒီတစ်ခေါက်ကတော့မျှော်နေကြတဲ့ပန်းအိုးထိုးနည်းလေးလာပါပြီနော်ဒီပန်းအိုးလေးထိုးတက်သွားပြီဆိုလို့ရှိရင်တော့ကိုကြိုက်နေတတ်တဲ့ပန်းလေးတွေထိုးပြီးတော့အပေါ်မှာအလှဆင်လို့ရပါတယ်နော်ချီကတော့ Mekoton 5 line ဒီချီလေးတွေသုံးမယ်နော် SI ကကြတော့ 3.0 mm ကိုသုံးပြီးတော့ထိုးပါမယ်နော်ပန်းအိုးထဲမှာထည့်ဖို့အတွက်ဒီလိုမျိုးဆီလီကွန်ပေါ့နော်ကန်အားကောင်းတဲ့ဆီလီကွန်လေးတွေသုံးပေးပါနော်ပြီးသွားရင်ကော်ချက်ပေါ့နော်ကော်ချက်ကကြတော့ကြိုက်တဲ့ကော်ချက်သုံးပါနော်ကော်ချက်မရှိဘူးဆိုရင်ကတ်ထုစကူကိုသုံးလို့ရပါတယ်နော်ပန်းအိုးထဲမှာထည့်ဖို့အတွက်ပဲပေါ့နော်ပြီးရင်တော့အယုံမျက်လုံးလေးပေါ့နော်အယုံမျက်လုံးက8 mm size ကိုသုံးမယ်နော်ဒါဆိုရင်တော့ဒီပန်းအိုးလေးစားထုတ်ကြည့်မယ်နော်အရင်ဆုံး measuring လေးလုပ်မယ်နော်ဒီလိုအနေထားလေးရအောင်လုပ်ပေးပါနော်ပြီးသွားရင်ချိန်တက်ခါထိုးမယ်ဒီကွင်းလေးထဲမှာတိုင်တို8တိုင်ထိုးမယ်နော်တစ်တိုင်နှစ်တိုင်သုံးတိုင်လေးတိုင်ငါးတိုင်6တိုင်9တိုင်10တိုင်เนาะ10တိုင်ပြည့်ပြီဆိုရင်ဒီဘက်ကကြိုးစားလေးကိုတင်းတင်းလေးဆွဲပိတ်မယ်ပြီးရင်ဒီပထမဆုံးတိုင်တို့ရဲ့ထိပ်မှာအပ်ထဲမယ်ချီယူလာမယ်ဒီခွင်းနဲ့ထည့်မယ်ရှက်ကော်နဲ့ချိန်တယ်เนาะပြီးရင်ချိန်တက်ခါတက်မယ်ဒီရှက်ကော်ချိန်ရတဲ့အပေါက်မှာဒီပေါက်မှာเนาะတိုင်တို့တစ်ပေါက်ထဲကို2တိုင်ထိုးမယ်အဲ့လိုမျိုးတစ်ပေါက်ထဲ2တိုင်ကိုတိုင်ဘွားလို့ခေါ်တယ်เนาะပြီးရင်ဒုတိယပေါက်မှာလည်းတိုင်ဘွားထိုးမယ်เนาะတစ်ပေါက်ထဲ2တိုင်အဲ့လိုမျိုးတစ်ပေါက်ကို2တိုင်2တိုင်စီနဲ့10ပေါက်လုံးထိုးခဲ့ပေးပါเนาะ10ပေါက်လုံးပြီးပြီးတိုင်ကလည်း16တိုင်ပြည့်ပြီဆိုရင်ဒီပထမဆုံးတိုင်တို့ရဲ့ထိပ်မှာရှက်ကော်နဲ့ချိန်မယ်နောက်တစ်စစ်တက်ဖို့ချိန်တက်ခါဒီရှက်ကော်ချိန်တဲ့ပေါက်မှာတိုင်တို့တစ်တိုင်ဒုတိယပေါက်မှာတိုင်ဘွားထိုးမယ်2တိုင်ပေါ့နော်တစ်ပေါက်ထဲကိုဒါကိုတိုင်တို့နဲ့တိုင်ဘွားတစ်ကြိမ်လို့ခေါ်တယ်နော်နောက်တစ်ကြိမ်ထိုးမယ်ဆိုရင်နောက်တစ်ပေါက်ပေါ့နော်ဒီပထမပေါက်မှာတိုင်တို့ဒုတိယပေါက်မှာတိုင်ဘွားတစ်ပေါက်ထဲ2တိုင်အဲ့လိုမျိုးတိုင်တို့တိုင်ဘွားတိုင်တို့တိုင်ဘွားဆိုပြီးတော့10ကြိမ်ပြည့်အောင်ထိုးခဲ့ပါနော်10ကြိမ်ပြည့်ပြီး24တိုင်ရပြီဆိုရင်ဒီပထမဆုံးတိုင်ထိပ်မှာရှက်ကော်နဲ့ချိန်မယ်နောက်တစ်စစ်တက်ဖို့ချိန်တက်ခါဒီရှက်ကော်ချိန်တဲ့ပေါက်မှာတိုင်တို့ထိုးမယ်တစ်တိုင်ဒုတိယပေါက်မှာတိုင်ဘွားထိုးမယ်2တိုင်ထိုးမယ်နော်တစ်ပေါက်ထဲတတိယပေါက်မှာတိုင်တို့တစ်တိုင်ထိုးမယ်3ပေါက်ပေါ့နော်ဒီ3ပေါက်ကိုတစ်ချိန်မှာတိုင်4တိုင်ရှိရမယ်နော်နောက်တစ်ချိန်ထပ်ထိုးမယ်ပထမပေါက်မှာတိုင်တို့ဒုတိယပေါက်မှာတိုင်ဘွား2တိုင်ရှိရမယ်နော်တစ်ပေါက်ထဲကိုပြီးရင်တတိယပေါက်မှာကျတော့တိုင်တို့ဒါဆိုရင်2ကြိမ်ရပြီအဲ့လိုမျိုးတိုင်တို့တိုင်ဘွားတိုင်တို့တိုင်တို့တိုင်ဘွားတိုင်တို့ဆိုပြီးတော့10ကြိမ်ထိုးခဲ့ပါနော်10ကြိမ်ပြည့်သွားပြီးတိုင်က32တိုင်ပြည့်ပြီဆိုရင်တော့ဒီပထမဆုံးတိုင်ထိပ်မှာရှက်ကော်နဲ့ချိန်မယ်နောက်တစ်စစ်တက်ဖို့ချိန်တက်ခါဒီရှက်ကော်ချိန်တဲ့ပေါက်ကနေတိုင်တို့စထိုးမယ်တစ်တိုင်ဒုတိယပေါက်မှာ2တိုင်3တိုင်တိုင်တို့3တိုင်ကိုစထိုးလိုက်မယ်နော်4ပေါက်မြောက်ပေါက်မှာကျတော့တိုင်ဘွားလုံးမယ်တစ်ပေါက်ထဲကို2တိုင်ဒီ4ပေါက်ကိုတစ်ချိန်ပေါ့နော်တိုင်တို့3တိုင်နဲ့တိုင်ဘွားနော်နောက်တစ်ချိန်ထိုးမယ်ဆိုရင်တိုင်တို့3တိုင်ပြန်စမယ်1 2 3ပြီးရင်တိုင်ဘွားလာမယ်နော်တစ်ပေါက်ထဲကို2တိုင်ဒါဆိုရင်တော့2ကြိမ်ရပြီပေါ့နော်အဲ့လိုမျိုးတိုင်တို့3တိုင်တိုင်ဘွားတိုင်တို့3တိုင်တိုင်ဘွားဆိုပြီးတော့10ကြိမ်ပြည့်အောင်ထိုးခဲ့ပါနော်10ကြိမ်ပြည့်ပြီးတိုင်ကလည်း40ရပြီဆိုရင်တော့ပထမဆုံးတိုင်ထိပ်မှာ
ရှက်ကော်နဲ့ချိန်မယ်ဒါဆိုရင်ဘန်အိုရဲ့အောက်ခံအဆစ်လေးပြီးပြီပေါ့နော်ဒီထိုးနည်းအတိုင်းပဲဒီအညိုရောင်ခြီလေးနဲ့ပေါ့နော်ဒီအညိုရောင်ခြီလေးနဲ့အတူတူတစ်ခုထပ်ပြီးတော့ထိုးထားပေးပါနော်ဒီလိုကြိုးစားရှည်ရှည်လေးလည်းဖြတ်ထားပေးပါနော်သူ့ကိုထိုးတဲ့ခါကျရင်ဒီ magic ring ရဲ့ဒီအလဲပေါက်တက်ကိုအရန်ကြီးမပိတ်သွားအောင်ပေါ့နော်အပေါက်လေးနည်းနည်းလေးခြံထားပေးပါနော်အရန်တင်းမဆွဲပိတ်လိုက်နဲ့ပေါ့နော်ဒီအလဲပေါက်မှာပန်းရိုးတံလေးတွေထိုးရလွယ်ရအောင်လို့ပေါ့နော်ဒါဆိုရင်တော့ပန်းအိုလေးထိုးဖို့အတွက်နောက်တစ်စစ်တက်ရအောင်နော်နောက်တစ်စစ်တက်ဖို့အတွက်ချိန်တစ်ခါထိုးမယ်ဒီအစစ်မှာကြတော့ဒီ line ဖော့ပြီးတော့ထိုးမှာပေါ့နော် BL လိုပုံစံမျိုးဒီမှာရှက်ကော်ချက်တဲ့ပေါက်ဆိုရင်အနောက်ဘက်ဖော့မီရဲ့ကြိုးစားမှာပဲတိုင်တိုးတိုင်ထိုးမယ်နောက်တစ်ပေါက်မှာလည်းအဲ့လိုပဲကျစ်ဆက်မီအလေတက်ကနေအထိုးလိုက်ရင်အနောက်ဘက်ကြိုးစားကိုပဲထိုးမယ်နှစ်တိုင်အနောက်ဘက်ခြမ်းလေးပဲထိုးမယ်နော်သုံးတိုင်ဒီအလေတက်ကနေထိုးချလိုက်နော်လေးတိုင်ငါးတိုင်အဲ့လိုမျိုးတစ်ပတ်လည်လုံးတစ်ပေါက်တစ်တိုင်စီနဲ့ထိုးသွားရမှာပါနော်အဲ့လိုမျိုး BL နီးနဲ့တိုင်40ပြည့်အောင်ဆက်ထိုးလာခဲ့ပါနော်ဒါဆိုရင်တော့တစ်ပတ်လည်လုံးထိုးပြီးသွားရင်ဒီလိုတချမ်းလေးတွေကျန်နေမှာပေါ့နော်40ပြည့်ပြီဆိုရင်ဒီပထမဆုံးတိုင်ထိပ်မှာပုံမှန်တိုင်းပဲရှက်ကော်နဲ့ချိန်မယ်နောက်တစ်စစ်တက်ဖို့ချိန်တစ်ခါထိုးမယ်ဒီစစ်မှာကြတော့ဒီရှက်ကော်ချိန်တဲ့ပေါက်ကနေတိုင်တို့နှစ်တိုင်ထိုးသွားမယ်1ဒုတိယပေါက်မှာ2တတိယပေါက်မှာကြတော့တိုင်ပွားထိုးမယ်တစ်ပေါက်ထဲကိုနှစ်တိုင်ပေါ့နော်သူ့ကိုကြတော့လေ BL လိုပုံစံမဟုတ်တော့ဘူးเนาะရိုးရိုးနီးပဲထိုးမယ်ပြီးရင်၄ပေါင်းမြောက်ပေါက်မှာတစ်တိုင်၅ပေါင်းမြောက်ပေါက်မှာတစ်တိုင်ထိုးမယ်တစ်တိုင်နှစ်တိုင်ဒါကိုတစ်ချိန်လို့ခေါ်တယ်เนาะပထမဆုံးတိုင်တို့နှစ်တိုင်ထိုးတယ်ပြီးရင်တိုင်ပွားလာတယ်ပြီးရင်နှစ်တိုင်ထပ်ထိုးတယ်အဲ့ဒါကိုတစ်ချိန်လို့ခေါ်တယ်เนาะဒီအလဲမှာတိုင်ပွားပေါ့เนาะတစ်ပေါက်ထဲနှစ်တိုင်ဒီစုစုပေါင်းအားလုံးတစ်ချိန်မှာ6တိုင်ရှိမယ်เนาะတိုင်တို့ကနှစ်တိုင်တိုင်ပွားနှစ်တိုင်နောက်ထပ်တိုင်တို့ကနှစ်တိုင်ဆိုတော့6တိုင်เนาะနောက်တစ်ချိန်ထိုးမယ်ဆိုရင်တိုင်တို့နှစ်တိုင်ပြန်လာမယ်တတိယမြောက်ပေါက်မှာတိုင်ပွားထိုးမယ်နှစ်တိုင်ပေါ့နော်ပြီးရင်နောက်ထပ်တိုင်တို့နှစ်တိုင်ထပ်ထိုးမယ်နှစ်เนาะဒါဆိုရင်တော့နှစ်ကြိမ်ရပြီเนาะအဲ့လိုမျိုး8ကြိမ်ပြည့်အောင်တစ်ပတ်လည်လုံးထိုးခဲ့ပါเนาะ8ကြိမ်ပြည့်ပြီးတိုင်တို့က48တိုင်ပြည့်ပြီဆိုရင်တော့ပထမဆုံးတိုင်ထိပ်မှာရှက်ကော်နဲ့ချိန်မယ်နောက်တစ်စစ်တက်ဖို့ချိန်တက်ခါဒီရှက်ကော်ချိန်တဲ့ပေါက်ကနေတိုင်တို့လေးတွေတစ်ပေါက်တစ်တိုင်စီနဲ့ထိုးသွားမယ်เนาะဒီအစစ်မှာတစ်ပေါက်တစ်တိုင်စီနဲ့ပဲထိုးမယ်ဆိုရင်တိုင်တို့ရေတွက်က48တိုင်ရှိရမှာပေါ့เนาะဒီအစစ်ကနေပြီးတော့အဲ့လိုမျိုးပေါ့เนาะတစ်ပေါက်တစ်တိုင်စီနဲ့10တန်းထိုးသွားမယ်ဒီနားထီပေါ့เนาะဒီနားထီရောက်ရင်ပြန်ကြည့်ရအောင်เนาะတစ်ပေါက်တစ်တိုင်စီနဲ့10တန်းပြည့်သွားပြီဆိုရင်ဒီနောက်ဆုံးအစစ်ပေါ့เนาะနောက်ဆုံးအစစ်မတက်ခင်မှာဒီအိုးရဲ့အောက်ခံအတွက်ပေါ့เนาะကော်ချက်လေးကိုဝိုင်းကလေးညှက်ပြီးတော့ထည့်ထားမယ်เนาะပြီးမှပဲဆက်ထိုးရအောင်เนาะချိန်တစ်ခါတက်လိုက်မယ်ပြီးရင်ဒီရှက်ကော်ချက်တဲ့ပေါက်မှာတိုင်တို့တိုင်ဒုတိယပေါက်မှာတိုင်တို့တိုင်ပြီးရင်တိုင်ရော့လောက်တော့မယ်เนาะ3ပေါင်းများပေါက်နဲ့4ပေါင်းများပေါက်ရဲ့အရှိကြိုးစားကိုဒီလိုမျိုးအောက်ကနေထိုးမယ်เนาะဒီနှစ်ခုကိုပူးပြီးတော့တိုင်တိုင်ထိုးလိုက်မယ်ဒါဆိုရင်သူ့ကိုတိုင်ရော့လို့ခေါ်တယ်နှစ်ပေါက်ကိုတိုင်နဲ့ဖြစ်အောင်လောက်လိုက်လို့ပေါ့เนาะပြီးရင်နောက်ထပ်တိုင်တို့နှစ်တိုင်ထိုးမယ်ဘေးပေါက်ကနေနေဒါကိုတစ်ချိန်လို့ခေါ်တယ်เนาะတိုင်တို့နှစ်တိုင်တိုင်ရောတိုင်တို့နှစ်တိုင်နောက်တစ်ချိန်ထိုးမယ်ဆိုရင်တိုင်တို့နှစ်တိုင်ပြန်စမယ်နှစ်ပြီးရင်တိုင်ရော့လုပ်မယ်เนาะတိုင်ရော့ကဒီအရှိဖျားလေးကြိုးစားကိုအောက်ကနေထိုးမယ်နှစ်ပေါက်စလုံးကိုเนาะဒါကိုတိုင်ရော့ပြီးရင်နောက်ထပ်တိုင်တို့နှစ်တိုင်ဒါဆိုရင်တော့2ကြိမ်ရပြီเนาะအဲ့လိုမျိုးတစ်ပတ်လည်လုံး8ကြိမ်ပြည့်အောင်ထိုးသွားလိုက်ပါเนาะ8ကြိမ်ပြည့်ပြီဆိုရင်တော့ပထမဆုံးတိုင်ထိပ်မှာရှက်ကော်နဲ့ချိန်မယ်
ပြီးရင်ခြေဖြတ်ပြီးတော့အနာသိမ့်မယ်နော်ဒီမှာဆိုရင်ရှက်ကော်ချိတ်ရတဲ့ပေါက်ကနေအနောက်ကိုထိုးလိုက်မယ်ပြီးရင်ဒီအနောက်ဘက်ကတိုင်ကြားလေးတွေကိုဒီခြေစလေးထိုးထည့်လိုက်ရင်ရပါပြီနော်နောက်ထပ်2တိုင်လောက်ထပ်ထိုးထည့်လိုက်မယ်နော်အနာသိမ့်ပြီးပြီဆိုရင်ဒီထဲမှာကော်ချက်လေးလည်းခံပြီးပြီဆိုတော့ခဲလေးတွေထည့်မယ်နော်ဒီခဲလေးတွေကကြတော့ရေဆေးပြီးတော့နေလှမ်းထားတာပါနော်သူ့ကိုတေးသေးလေးတွေပဲရွေးပြီးထည့်နော်အနေတော်လောက်လေးထည့်ပြီးသွားရင်အပေါ်ကနေပြီးတော့ဆီလီကွန်လေးတွေဖြည့်မယ်နော်ပန်းအိုးလေးမှာလေဆီလီကွန်လေးတွေကများများဖြည့်လေဖောင်းဖောင်းလေးနဲ့ပိုလှလေးနော်များများသာဖြည့်ပေးနော်ပြီးသွားပြီဆိုရင်ဒီအပေါ်ကနေပြီးတော့စောကားထိုးထားတဲ့ဒီအညိုရောင်ဖုံးလေးကိုချုပ်မယ်နော်ဒီလိုချုပ်တဲ့အခါကျရင်ခါတိုင်းချုပ်ပြတယ်လို့မဟုတ်တော့ဘဲနဲ့ဒီအတွင်းဘက်ကြိုးစား2ခုကိုပဲချုပ်မယ်ဒီမှာဆိုရင်ရှက်ကော်ချိတ်ထားတဲ့ကြိုးစားဒီမှာဆိုရင်ပန်းအိုးရဲ့အတွင်းကြိုးစားအတွင်းဘက်2ခုကိုပဲယူပြီးတော့ချုပ်မယ်အဲ့တဘောပေါ့နော်ဒီမှာဆိုရင်အနောက်ဘက်ကြိုးစားကိုယူမယ်ဟိုဘက်မှာကျတော့အတွင်းဘက်ကြိုးစားကိုယူမယ်အဲ့လိုချုပ်မယ်နော်ပိုလှအောင်လို့ပေါ့နော်ဒီဖော့မီရဲ့အလဲတက်တက်ကနေထိုးချလိုက်ပေါ့နော်ဟိုဘက်မှာဖော့မီရဲ့အလဲတက်တက်ကနေအောက်ကနေပြန်ထောက်အဲ့လိုသဘောမျိုးပေါ့နော်အတွင်းဘက်ကြိုးစား2ခုကိုပဲချုပ်မယ်နော်တေချာလေးကြည့်ပေးနော်အညိုရောင်မှာကြတော့အပြင်ဘက်ကြိုးစားဒီအသားရောင်မှာကြတော့အတွင်းဘက်ကြိုးစားအဲ့လို2ခုကိုပဲချုပ်မယ်နော်သူ့ကိုချုပ်သွားမယ်နော်အပေါက်မပိတ်သေးခင်တစ်ချက်ပြန်ကြည့်မယ်နော်အပေါက်လေးပိတ်ဖို့နည်းနည်းပဲလို့ပြီးဆိုရင်ဒီနေရာမှာဆီလီကွန်လေးတွေထပ်ဖြည့်မယ်နော်များများသာဖြည့်ပေးနော်ဒါတောင်မှလေဒီလောက်ဖြည့်နေတာတောင်မှနည်းနည်းလေးပိန်သွားသလိုလေးဖြစ်နေသေးတယ်နော်အဲ့တော့များများလေးသာဖောင်းဖောင်းလေးနဲ့တင်းတင်းလေးဖြစ်အောင်ဖြည့်ပေးပါနော်ပြီးရင်တော့စောစောကပုံစံတိုင်းပဲဆက်ချုပ်မယ်နော်ဒါဆိုရင်တော့ဒီချုပ်တာလေးကိုဆုံးသွားအောင်တစ်ခါတည်းကြည့်ပေးနော်ဒီနောက်ဆုံးမှာကြတော့လေဒီရှက်ကော်လောက်ထားတဲ့နေရာကိုပါထည့်ချုပ်မယ်နော်ချုပ်သားလေးတွေပေါ့နော်လှအောင်လို့ညီနေအောင်လို့ပေါ့နော်ဒီနေရာလေးတစ်ချက်ပို့ချုပ်မှာပေါ့နော်အဲ့လိုမျိုးဒါတောင်မှနည်းနည်းအပေါ်ကလေမဖောင်းမနဲ့ပိန်နေတယ်လို့ခံစားရသေးတယ်နော်ဒါဆိုရင်တော့ဒီအညိုရောင်ခြေစားလေးကိုဒီတိုင်ကြားလေးတွေကနေပြီးတော့အနာသိမ့်လိုက်တော့မယ်နော်ပြီးသွားပြီဆိုရင်ဒီအိုးလေးကိုလက်ကလေးနဲ့ဒီလိုပုံဖော်ပြီးပေါ့နော်လုံးလုံးလေးဖြစ်အောင်ပုံဖော်ပေးပါနော်ဒါဆိုရင်ဒီလက်နှစ်ဖက်လေးဆက်ထိုးရအောင်နော်လက်နှစ်ဖက်ထိုးဖို့အတွက်အရင်ဆုံးစလင်နော်လုပ်မယ်ချိန်73ခါထိုးမယ်1 2 3 4 5 6 9 10 11 12 13ချိန်73ခါထိုးပြီးသွားရင်တိုင်ရှည်ထိုးမယ်အမှရစ်မယ်နှစ်ပေါင်းကြော်မယ်ဒုတိယပေါင်းရဲ့တတိယပေါင်းရဲ့ကိုကြော်မယ်ဒီ၄ပေါင်းမြောက်ပေါင်းမှာတိုင်ရှည်ထိုးမယ်တတိုင်နောက်တစ်ပေါက်မှာလည်းအဲ့လိုပဲတိုင်ရှည်လေးတွေဆက်ထိုးသွားမယ်10တိုင်ရှိနေရမယ်နော်နှစ်တိုင်3တိုင်4တိုင်5တိုင်6တိုင်
9တိုင်10တိုင်9တိုင်10တိုင်10တိုင်ကွက်တီးရရင်ဒီနေရာမှာခြီရှည်လေးဖြတ်လိုက်မယ်နော်ဒါဆိုရင်တော့ဒီလိုလက်ပုံစံလေးနှစ်ခုထိုးထားပေးပါနော်ပြီးရင်တော့အယုံမျက်လုံးလေးတက်မယ်နော်ဒီနေရာမှာကြတော့ဒါကရှက်ကော်ချိတ်ထားတဲ့ဟာကိုကြောဘက်မှာထားလိုက်မယ်ဒီအရှိဘက်မှာမျက်လုံးလေးကတ်မယ်ဒီမှာဆို1 2 3 4 5တန်းနဲ့6တန်းကြားဒီနေရာလေးမှာတစ်ခုကတ်လိုက်မယ်နော်ဒီနေရာလေးမှာတစ်ခုစကတ်မယ်နောက်တစ်ခုကိုကြတော့ဒီမျက်လုံးလေးရဲ့ဘေးနားကနေယူလိုက်မယ်နော်1 2 3 4 5 6ပေါက်ကြော်မယ်9ပေါက်မြောက်မှာအပ်ထည့်မယ်အဲ့နေရာလေးမှာကော်တုပ်မယ်နော်ဒီနေရာလေးမှာကော်နဲ့တုပ်မယ်နော်မျက်လုံးမှာတုပ်ပြီးမှကတ်မယ်ဆိုလဲရေးရပဲနော်တူတူပဲနော်ပြီးသွားရင်နှက်ခမ်းလေးပုံဖော်ဖို့အတွက်မေကော့တွန်ချီရဲ့တပင်ကိုပဲယူမယ်နော်အပင်သေးသေးလေးတပင်ကိုယူမယ်ဒီမျက်လုံးလေးရဲ့တစ်တန်းနှစ်တန်းလောက်ကြော်ပြီးတော့ဒီနေရာရဲ့ဘေးဒီနေရာနော်ဒီနေရာမှာခြီလာထုတ်မယ်နောက်ဒီအပေါက်ရဲ့2ပေါက်3ပေါက်4ပေါက်ဒီ4ပေါက်ကိုနှက်ခမ်းပုံဖော်မှာပေါ့နော်နောက်တခြားနေရာကနေပြီးတော့စောကပြတယ်ဒီနေရာလေးမှာအပ်ထုံးမယ်ပြီးရင်အလဲက1ပေါက်2ပေါက်ကိုကြော်ဒီပေါက်မှာနောက်တစ်တန်းကိုဆင်းလိုက်မယ်ဒီလိုမျိုးအဓိကကတော့နှက်ခမ်းကိုပါဆောက်ပုံလေးပေါ်စီချင်တာပေါ့နော်ဒီလိုလေးဆောင်းပြီးတော့နောက်တစ်ပေါက်ကိုလှန်အောက်ကိုထိုးချလိုက်မယ်ပထမခြီထွက်တဲ့ပေါက်မှာခြီသွားထုတ်မယ်ဒီနေရာလေးကိုလေပါဆောက်ပုံစံလေးမဖြစ်အောင်လို့အသာလေးနော်အကယ်၍ကက်လို့ရတဲ့ကော်လေးတွေရှင်လေကြောက်ကက်တဲ့ကော်လေးတွေနဲ့လေအဲ့ဒါလေးတွေနဲ့တုပ်ပြီးတော့ကတ်မယ်ဆိုလဲရတယ်နော်ပါဆောက်ပုံစံလေးဖြစ်နေရပြီပေါ့နော်လက်ကလေးနဲ့တေချာလေးပုံသွင်းပေးပါနော်ပုံသွင်းပြီးမှပဲဒါလေးကိုအနာသိမ့်မယ်နော်ဒီပန်းအိုးလေးမှာကြတော့လေချစ်စရာကောင်းဖို့အတွက်ကဒီနှက်ခမ်းပုံလေးကပို့ပြီးတော့အရေးကြီးရပါတော့အဲဒါကြောင့်မို့လို့ဒီနှက်ခမ်းပုံလေးကိုလေဖြစ်တယ်လို့မျိုးမလုပ်ဘဲနဲ့ပုံအရင်တေချာလေးသွင်းပေးပါနော်ပုံရိုက်တဲ့အခါမှာပို့ပြီးတော့လှရအောင်ချစ်စရာကောင်းအောင်ပေါ့နော်ဒီလိုပါစားပေါ်ဝဝိုင်းကလေးဖြစ်နေအောင်ကြိုးစားပြီးတော့ပုံဖော်ပေးပါနော်ဒီနေရာမှာထိုးပြဖို့တစ်ခုကြံသွားတာပေါ့နော်ဒီအောက်ဘက်ခြံရလေမထိုးလဲရတယ်ထိုးမဲ့ဆိုရင်တော့ပိုလှတာပေါ့နော်ဒီရှက်ကော်ချိတ်တဲ့နေရာကနေစပြီးကြည့်မယ်ခြီဆွဲယူမယ်ချိန်တက်ခါထိုးမယ်ဒီဝင်ချိတ်တဲ့အပေါက်မှာပဲတိုင်တူစထိုးမယ်အနောက်ကခြီစားလေးကိုပါတင်ပြီးတော့ထိုးပေးနော်တိုင်တူလေးတွေဒီတစ်ချမ်းခြံထားတဲ့ခြီစားလေးမှာပဲတပေါက်တစ်တိုင်စီနဲ့တပတ်လည်လုံးထိုးသွားရုံပဲပေါ့နော်ဒီတိန်ထားတဲ့ခြီစားလေးကိုဖြတ်လိုက်တော့မယ်နော်ပြီးရင်တော့ဆက်ပြီးတော့တိုင်တိုလေးတွေတပတ်လည်လောက်တစ်ပေါက်ကိုတစ်တိုင်းစီနဲ့ဆက်ထိုးသွားလိုက်ပါနော်အဆုံးရောက်ပြီဆိုရင်ရှက်ကော်နဲ့မချိတ်ပဲနဲ့ခြီဖြတ်မယ်နော်ပြီးရင်ဒီခြီစားလေးကိုချုပ်အပ်လေးနဲ့ပဲအနာသိမ့်မယ်ဒီပထမဆုံးတိုင်တိုတွေကိုထည့်လိုက်မယ်ဒီလိုနော်ပြီးရင်ဒီနောက်ဆုံးဖော့မီကိုအပေါ်ကနေအောက်ကိုထိုးချလိုက်မယ်နော်ဒါဆိုရင်တော့ဒီကြံနေတဲ့ခြီစားလေးတွေကိုအနာသိမ့်လိုက်ရင်ရပြီပေါ့နော်လူကြားလေးတွေကိုလိုက်ထိုးလိုက်ရင်ရပါပြီနော်
ဒီအောက်ကထည့်လိုက်တော့နည်းနည်းလေးပို့ပြီးတော့ပန်းအိုးနဲ့ပို့တူသွားပြီးတော့လှတာပါနော်ပြီးရင်တော့စောစောကလက်ထိုးထားတဲ့ဟာလေးဆက်ပြီးတော့တက်ရအောင်နော်ဒီနေရာမှာတော့ကိုယ့်ရဲ့ logo ကက်လေးလောက်ထားတာရှိရင်ထည့်သုံးပါနော်မရှိဘူးဆိုရင်ကိုကြိုက်နေတဲ့တဲ့ပန်းပွင့်လေးတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင် ready made ဝယ်လို့ရတဲ့ handmade တစ်စိတ်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါလေးသုံးပေးနော်အရင်ဆုံးဒီဘက်တောက်မှာကော်ကတ်မယ်ဒီမှာလက်တစ်ဖက်ကိုယူလာပြီးတော့လေဒါအလှဘက်နော်မလှတဲ့ဘက်ကိုကတ်ပေးနော်လက်ကိုလည်းတခြားကြည့်ပေးနော်လက်မှာလည်းအလှဘက်မလှဘက်ရှိတယ်နော်ပြီးရင်ဒီဘက်မှာကော်သုံးမယ်နောက်လက်တစ်ဖက်ကိုယူလာမယ်နော်ဒါဆိုရင်ဒီဘက်ကအလှဘက်နော်မလှတဲ့ဘက်ကနေကော်နဲ့ကတ်မယ်တေချာလေးကတ်ပြီးဆိုမှနော်ကတ်သွားပြီးဆိုမှပဲတက်မယ်နော်တေချာလေးလက်နဲ့ဖိပေးပါနော်ပြီးရင်ဒီအလဲတက်မှာကော်တစ်ခါထပ်တုပ်မယ်ပြီးရင်တော့ဒီပန်းအိုးလေးရဲ့ဒီနှက်ခမ်းပုံဖော်ထားရဲ့အောက်တက်မှာကတ်လိုက်မယ်နော်6သွားတဲ့အထိတစ်ချက်စောက်ပြီးပါနော်ကတ်သွားပြီးတဲ့အထိတစ်ချက်စောက်ပြီးရင်ဒီလက်နှစ်ဖက်ကိုဒီလိုလေးတွဲချုံမယ်ဒီဘက်လက်မှာဆိုရင်လက်ကိုအလဲတက်မှာထားပြီနော်အလဲတက်မှာနေရာချမယ်ဒီအောက်ကနေအက်ကိုထိုးထည့်မယ်တစ်ချက်ချုပ်လိုက်တယ်နော်ပြီးရင်အလဲတက်မှာတစ်ချက်ချုပ်မယ်ဒီအလဲတိုင်ပေါ့နော်တစ်ချက်ချုပ်ပြီးတော့တခြားအပေါက်မှာအက်သွားထုတ်မယ်ခက်ဝေးဝေးမှာထုတ်လဲရတယ်နော်ပြီးရင်ဒီဘက်ကခြေစားလေးကိုရောတစ်ခါထပ်ပြီးတော့သူ့အောက်တက်ကနေထိုးချပြီးတော့စောစောကခြီထုတ်ထားတဲ့အပေါက်မှာပဲအတူတူသွားထုတ်မယ်နော်ဒါဆိုရင်ဒီခြီစားလေးနှစ်ခုကိုပူချီလိုက်ပါတော့ခြီပြီးတော့နှစ်ခါလောက်ခြီပြီးရင်ခြီဖြတ်လိုက်လို့ရပြီနော်နောက်တစ်ဖက်ကိုလည်းဒီလိုပုံစံတိုင်းလေးတက်ပြပေးမယ်နော်ဒါဆိုရင်တော့ပန်းအိုးလေးထိုးလို့ပြီးပါပြီเนาะဒီပန်းအိုးလေးရဲ့အပေါ်ကနေပြီးတော့ကိုထိုးထားတဲ့ကိုကြိုက်နှစ်သက်တဲ့ပန်းလေးတွေထိုးပြီးတော့ထည့်လိုက်ရင်ရပါပြီเนาะဒီအလဲကအပေါက်လေးကလေထိုးရတာခက်နေရင်ဒီလိုမျိုးကက်ကြီးလေးနဲ့ထည့်ပြီးတော့ဒီလိုလေးချဲ့ပေးပါเนาะဒီမှာဒီပန်းလေးတွေထိုးထည့်ပါเนาะဒီပန်းလေးကကြတော့ရှေ့ဗီဒီယိုမှာတင်ထားပြီးပြီဆိုတော့အပေါ်မှာ link လေးတော့ချထားပေးမယ်เนาะအဲ့ကနေကြည့်ပြီးတော့ထိုးကြည့်ပါเนาะအားလုံးလည်း like ထိုးရတာအဆင်ပြေကြပါစေเนาะဒီပန်းအိုးလေးတွေလည်း like ထိုးပြီးတော့ order လေးတွေအများကြီးရကြပါစေเนาะ